သွဲနေဒီလောကကြီးအလဲလို့သူရဲ့ပြုံးလာလာကိုမြင်တွေ့နိုင်တယ်လို့မလို့သူရဲ့မုန်းအပ်တာကိုလဲကြုံရမှာပဲလောကရဲ့နေရာမှာတဘောတရားအတိုင်းကိုကျင်သူရဲ့ချီးမွမ်းစကားကိုကြားရနိုင်တယ်လို့မကျင်သူရဲ့ကဲရဲ့စကားတန်လဲကြားရမှာမလွယ်ဆိုအသေးချာကြုံမဲအကောင်းနဲ့အဆိုးလောကဒန်တရားကိုဘယ်သူတွေဘယ်လိုပုံနဲ့ရှောင်လွဲလို့ရနိုင်မှာလဲအကြောင်းတရားတိုင်းအကျိုးတရားရဲ့ဖြစ်ကြစမြဲကွယ်အနိုင်မယူရအရှုံးမှမဟုတ်တာပဲစိတ်တမကြပါနဲ့စိတ်တမကြပါနဲ့တခါတလေလဲပြိုရင်အခါတရားပြန်ထားဖို့ကြိုးစားနိုင်ရမယ်အရာရာကိုအကောင်းမြင်စိတ်နဲ့ကြည်တက်လာတဲ့တနေ့ကြရဲ့အရာရာဟာလှပနေလေမယ်ကောင်းတဲ့အဆိုးတွင်သွဲနေဒီလောကကြီးအလဲလို့သူရဲ့ပြုံးလာလာကိုမြင်တွေ့နိုင်တယ်လို့မလို့သူရဲ့အမုန်းအပ်တာကိုလဲကြုံရမှာပဲလောကရဲ့နေရာမှာတဘောတရားအတိုင်းကွယ်ကျင်သူရဲ့ချီးမွမ်းစကားကိုကြားရနိုင်တယ်လို့မကျင်သူရဲ့ကဲရဲ့စကားတန်လဲကြားရမှာမလွယ်ဆိုအသေးချာကြုံမဲအကောင်းနဲ့အဆိုးလောကဒန်တရားကိုဘယ်သူတွေဘယ်လိုပုံနဲ့ရှောင်လွဲလို့ရနိုင်မှာလဲအကြောင်းတရားတိုင်းအကျိုးတရားရဲ့ဖြစ်ကြစမြဲကွယ်အနိုင်မယူရရှုံးမှမဟုတ်တာပဲစိတ်တမကြပါနဲ့စိတ်တမကြပါနဲ့တခါတလေလဲပြိုရင်အခါတရားပြန်ထားဖို့ကြိုးစားနိုင်ရမယ်အရာရာကိုအပြုသဘောဆောင်တဲ့စိတ်ဓာတ်နဲ့တွေ့ကြည့်တဲ့ရဲ့အရာရာဟာလှပနေလေမယ်